ပညာဝေဖန်တာနော် อ๋อ ဒီလတပါတိပညာဟမ်ဟုတ်လားအဲ့ဒါကိုဘာဝေဖန်တယ်လဲဆိုရင်ဘာဝေဖန်တာတော့မေးတိလားဘုလိကတတောတပါတိပလာတိစိကရိယာယတံဝတ္တိတိတဲ့တိတ်ချမ်းသာအောင်ဝေဖန်တာဘုဒ္ဓကများများရှားပြီးတော့နော်အဲ့ခုငါပြောတာကဒီလွာတည်းရဘာခေါ်တယ်လဲကက်ကင်းတက်လို့ခေါ်တယ်ဒါကက်ကင်းတက်လို့ခေါ်တယ်တမ်ယာကြီးထောက်တာဘာဘူးလို့တမ်ယာကြီးထောက်သိလားဟောမကြီးရတဲ့တမ်ယာကြီးကဘိုးချင်လို့တမ်ယာကြီးကမကြီးရတဲ့ချင်နေတာခုမကြီးရကတမ်ယာကြီးတဲ့ချင်နေတာဟုတ်လားဒီလတမာတိပညာပြက်နေတော့လေရိုင်းကုန်တာလူတွေအဲ့ဒါရင်ကြီးအောင်လို့နော်ဘုရားဘာတော်ဓမ္မတာတော့ကမင်းအတိတ်တုံလို့ပေါ်တာဟန်တော်ဒုလဖေဒီယောခဏိကအတိတ်တုံလို့ပါနဲ့နော်လိတာဒီဒုံလပလို့ခေါ်တာတို့ကတင်ကန်းဝတ်ထားတာကိုဒုံလပမှတ်လားတင်ကန်းဝတ်ထားတာဒုံလပမဟုတ်ဘူးယဟန်တန်ကားလို့လည်းခေါ်တယ်ယဟန်လို့လည်းခေါ်တယ်ဟုတ်လားအဲ့လေးပါဘာပြောချင်တာပြော